ရုံးတစ်ဖက်နဲ့မို့အပြင်တင်တန်းတက်ဖို့အချိန်ရွေးဖို့ခက်နေတဲ့သူတွေမိမိလုပ်ငန်းအတွက်ဒီဇိုင်နာခေါ်ရခက်လို့ကိုယ်တိုင်တည်ကျွမ်းနားလည်ဖို့လိုအပ်နေသူတွေတင်တန်းတစ်ဖက်နဲ့မို့အလုပ်ပြတ်မှလည်းစိုးရိမ်နေတဲ့သူတွေအတွက်ထုံးချေလွတ်တန်ခွဲတစ်တွေကိုမကြာမီမှာစတင်တော့မှာဖြစ်ပါတယ်အခြေခံရှိပြီးမြန်မြန်လေးသင်ကြားခြင်းတဲ့သူတွေအတွက်တစ်ပတ်၄ရက်တန်ခွဲတစ်တွေရှိပါတယ်မနက်ခင်း6နာရီကနေ8နာရီတင်ခွဲတက်မှာဆိုရင်တော့ကြာတာပရိတောက်ကြာစနေတနင်္ဂနွေနေ့တွေမှာလေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ပါတယ်မိမိအနေနဲ့အလုပ်ရမ်းများတယ်ဆိုလို့ရှိရင်တော့တစ်ပတ်တစ်ရက်တည်းပဲတက်လို့ရတဲ့တန်းခွဲတက်လည်းရှိပါတယ်စနေတရက်တဲ့အတန်းမှာဆိုရင်တော့မနက်ခင်း9နာရီကနေပြီးတော့ညနေ3နာရီအထိတက်ရောက်ရမှာဖြစ်ပါတယ်တင်တန်းမှာဆိုရင်တော့စာတွေ့လက်တွေ့သင်ကြားရမှာဖြစ်ပြီးတော့အင်စာများပြုလုပ်ကြခြင်း assignment များ portfolio များရရှိသွားတဲ့အထိလေ့ကျင့်ပေးသွားမှာဖြစ်ပြီးတော့အလုပ်ကိုင်များနဲ့ပါချိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်တန်းခွဲတစ်ခုမှာလူကြီး9ဦးတာလက်ခံသင်ကြားပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါင်းချိုးတင်ဖြည့်သွင်းတော့ဖို့တော့လိုအပ်မှာဖြစ်ပါတယ်တင်တန်းကြောင်းရများနဲ့ပတ်သက်ပြီးအသေးစိတ်မေးမြန်းလိုပါက39943364ကိုဖုန်းဆက်ပြီးတော့မေးမြန်းနိုင်မှာဖြစ်ပါတယ်။တင်တန်းတက်ရောက်လိုပါကတင်တန်းကိုလူကိုယ်တိုင်လာရောက်ဖောင်ဖြည့်အပ်နိုင်တယ်လို့ online ကနေပြီးတော့လည်းဖောင်ချိုးတင်ဖြည့်သွင်းအပ်နိုင်မှာဖြစ်ပါတယ်။